CBM ကိုလာဆက်သွယ်တဲ့ client တော်တော်များများရဲ့ပုံစံကိုပေါ့နော်အားလေးပြောပြမယ်တွေ့ရတဲ့လူအများစုပေါ့အဲ့ဟာဘာလဲဆိုတော့လုပ်ငန်းရှင်တွေပဲလုပ်ငန်းရှင်ဆိုပေမဲ့အမျိုးအစားတော့စုပ်တာပေါ့နော်အကြီးအလက်အောက်ချီအစုပ်ရှိတာပေါ့နော်အဲ့မှာမှနည်းနည်းလေးအများစုတူနေတဲ့ဟာတစ်ခုကိုတွေ့ရတဲ့ဟာတစ်ခုပြောပြချင်တာပေါ့နော်ဘာလဲဆိုတော့သူတို့လုပ်ငန်းတိုးတက်ချင်တာသူတို့ကိုယ့်ကိုယ်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ချပြချင်တာဒီ social media ပေါ်မှာပေါ့နော်ပြောရမယ်ဆိုရင်တော့ personal branding ပေါ့တိဆောက်ချင်တာအဲ့လိုလူတစ်မျိုးတွေ့ရနောက်လူမျိုးကကြတော့ပို့ပြီးတော့ရောင်းရချင်တာသူတို့ရဲ့ product တွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ရောင်းထွက်ချင်တယ်ပို့ပြီးတော့အမြတ်ငွေရချင်တယ်အဲ့လူနှမျိုးအများဆုံးတွေ့ရတယ်အဲ့မှာမှဘာတွေကွဲသွားလဲဆိုရင်သူတို့ရဲ့ mindset ပေါ့နော်သူတို့ခံယူချက်ဘာတွေကွဲသွားလဲဆိုသူတို့ကဒီတနေရာထဲမှာဖူးစားဖိတ်ရနေတဲ့ဟာသူကတန်ဖိုးမမြင်ဘူးတန်ဖိုးမမြင်တော့ဘယ်လိုဖြစ်သွားလဲဆိုရင်သူကဘယ်လိုဖြစ်သွားလဲဆိုရင်ဒီပေါ့နော် CBM ပေးတဲ့ဖူးစားဖိတ်ကိုသူတို့တန်ဖိုးမမြင်တော့အဲ့ခါကျသူကဘယ်လိုတွေပြောလဲဆိုရင်ဘယ်လိုတွေညင်းလဲဆိုရင်ပေါ့နော်ညင်းဆိုတာကလက်မခံဘူးပေါ့နော်ဒီ project ကိုလက်မခံဒီ project ကိုလက်မခံပဲနဲ့ cancel လုပ်တယ်ပေါ့ကွာလာဆက်သွယ်ပြီးတော့စားပဲမယူရတဲ့သူကိုပြောရမယ်ဆိုရင်အဲ့ခါကျသူကလောကနော်အဲ့ချိန်တော့ကိုကလောကစေတနာအဖြစ်နဲ့သူတို့ share လုပ်တာဒါတောင်လေသူများရဲ့လိုမျိုးစိတ်မရှိဘူးကွာငါမှဒီ package ရှိတယ်ယူနင်းနဲ့ကြိုက်တယ်ဒါယူလိုက်ဆိုပြီးတော့အဲ့လိုပုံစံနဲ့သွားခဲ့တာမဟုတ်လို့က client အတိုင်းကိုလောကစေတနာအပြည့်နဲ့သူတို့ကိုရှင်းပြရတယ်သူတို့လိုအပ်ချက်ကိုထောက်ပြရတယ်သူတို့နားလည်အောင်ရှင်းပြပြီးလောကစိတ်ရှိနဲ့ကျမကသွားခဲ့တာဒါ client တူတယောက်ချင်းစီအပေါ်ပါအခြေခံ client ဖြစ်ပါစေငွေသုံးနိုင်တဲ့ client ဖြစ်ပါစေအားလုံးတန်းတူပဲလက်ခံဆက်ဆံတယ်အဲ့ခါကျတော့လေသူတို့ကဘယ်လိုဖြစ်လဲဆိုရင်လောကရှင်းပြလိုက်တဲ့ဟာသူတို့မြည်တယ်သူတို့ရဲ့ကိုယ်နဲ့စကားပြောလိုက်တဲ့အချိန်မှာသူတို့စိတ်ထဲမှာတော်တော်လေးမိုက်တာပဲသူတို့သဘောကျတယ်ပြီးကို romance တွေပါချပြလိုက်တဲ့အချိန်မှာသူတို့ကလောက share ပဲလက်ခံနေပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျဘယ်လိုဖြစ်သွားလဲဆိုရင်သူတို့ရဲ့ mindset ကပေါ့နော်ဘယ်လိုဖြစ်သွားလဲဆိုရင်ကောင်းတဲ့ဟာတော့လိုချင်တယ်ငွေတော့ရချင်တယ်ပေါ့ကွာဒါပေမဲ့သူတို့ဘက်ကထောက်ရမယ့် effort သူတို့ဘက်က investment လုပ်ရမယ့်ဟာကျတော့သူတို့မလုပ်ချင်မလုပ်လို့သူတို့ရချင်တာပဲတည်တယ်ပေးဆက်ရမယ့်ဟာကျသူတို့ကမပေးချင်အဲ့လိုလူစားမျိုးကအများဆုံးပဲအဲ့ဒါပတ်စံတောင်းနိုင်တဲ့သူရောမတောင်းနိုင်တဲ့သူကိုသူတို့မှာအဲ့ mindset လေးတွေ့ရတယ်ပေါ့နော်တော်တော်များများသူတို့ကဘယ်လိုလဲဆိုရင်ဒီပေါ့နော် CBM ကပေးတဲ့ဖူးစားပေးအလောကအမိုက်စားကိုသူတို့သဘောကျတယ်လက်ခံတယ်ဒါပေမဲ့သူတို့ဘက်က investment လုပ်ရမယ့်ဟာကိုသူတို့မတုံးချင်အဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုရင်ကိုကဟိုစကားလိုမျိုးတော့သူတို့ကွာပြန်ပြောမှမလို့ဖြစ်နေပြီတခုလိုချင်တခုဆုံးလို့ရတယ်ဆိုတဲ့ပုံစံပေါ့နော်တခုပေးဆက်ရတယ်ဆိုတဲ့ပုံစံအဲ့လိုမျိုးဖြစ်နေအဲ့ခါကျတော့ကျွန်မဘယ်လိုလုပ်လဲဆိုရင်ရှင်းလေးပဲအဲ့လိုလူမျိုးကိုလောကအတင်းမဆွဲခေါ်ဘာလို့လဲဆိုသူတို့ရဲ့ mindset သူတို့ကိုယ်တိုင်ကိုကပြောင်းလဲလူစိမ်းမရှိသေးလို့ပဲအဲ့ဒါပေါ့နော်အဲ့လိုလူစားမျိုးอ่ะအဲ့တော့ကျွန်မဆိုရင်လောကအဲ့လိုလူစားမျိုးကိုအကိုကြီးအမကြီးညီမ shop ပေးမယ်ဒီလောက်စေးနဲ့ထားတာပေးမယ်ဒီ package လေးယူမလားဘာရအဲ့လိုမျိုးအောက်ကြခံပြီးတော့ဘယ်တော့မှမသွားဘူးကို standard နဲ့ကိုသွားတယ်သူဘာလို့လဲဆိုတော့သူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီလောက်တောက်ရမယ်ဆိုတော့ကိုကတွက်ချက်ထားပြီးသားကိုမြင်ပြီးသားပဲဒီလောက်သုံးမှရမယ်ကိုကလည်းဒီလောက် effort ထုတ်ရမှာဆိုတော့ကိုကအကွက်တွေကြိုမြင်ပြီးသားကွာအဲ့ဒါကြောင့်သူတို့ပွင့်နေပြောပြတာသူတို့ကိုယ်တိုင်ကိုကမတုံးနိုင်ဘူးမပေးချင်ဘူးရင်းနှီးမြုပ်နှံမှုမလုပ်ချင်ဘူးဆိုရင်ဒါသူတို့အပိုင်းဖြစ်သွားပြီလေဒါကိုနဲ့မဆိုင်တော့ဒါသူတို့ကိုယ်တိုင်ကပြောင်းလဲလူစိတ်မရှိဘူးလို့ပဲကျွန်မသတ်မှတ်တယ်ပေါ့နော်အဲ့လိုလူကျွန်မဆိုရင်အဲ့လိုလူမျိုးအဲ့လို client တွေနဲ့ဆုပ်လာပြီဆိုရင်လောကအတင်းထိုးမရအောင်အတင်းလိုက်ပြီးတော့မရောဘူးလိုက်ပြီးတော့ဆွဲမခေါ်ဘူးကွာ
သူတို့ကိုယ်တိုင်ကโอเคမလုံချင်သေးဘူးသူတို့ဒါပေမဲ့သူတို့ကတော့သိတဲ့အတိုင်းပဲဘယ်သူမှတော့ကိုကလည်းဘယ်လိုပြောမလဲသူတို့အပေါ်စေတနာအပြည့်နဲ့ဆက်ဆံတော့ကောင်းမှုဆိုတော့ဘယ်သူမှတော့ဟိုလောကဘလိုင်းရက်ဆဲတာမျိုးမရှိကောင်းမှုပဲရက်ဆဲကြတယ်โอเคအမကအကူကဒီတလောဒီအခြေအနေလေးရှိနေသေးလို့ project ကခဏလေးချက်ပေးလို့ရမလားခဏလေးမဟုတ်မစသေးလို့ရမလားပေါ့နော်ပြီးမှစမယ်ပြန်ပြီးဆက်သက်ပေးမယ်သူတို့ကောင်းမှုပဲဟိုညင်းကြတယ်ပေါ့အဲ့လိုဟိုညင်းတာကိုပြောတာနော်ကောင်းမှုပဲညင်းကြတယ်ပေါ့နော်ဒါပေမဲ့ကိုကသိတယ်ဒီလူကသူ့ကိုယ်သူနဲ့ပတ်သက်ပြီးတော့ပြောင်းလဲရမှာဆက်အားထက်တယ်မရှိသေးဘူးသူရှင်းနှီးမြုံနှံမှုမလောက်ချင်သေးဘူးဆိုတာကိုသိတယ်ကိုသိတော့ကွာအေးစစ်ပဲလောက်ကိုအပြုံးမပြတ်ပဲဟုတ်ကဲ့ရပါတယ်နောက်လိုအပ်လာတဲ့ခါကျရင်ပြန်ပြီးဆက်သွယ်လို့ရပါတယ်ဘာညာအဲ့လောက်ပဲသွားတယ်ဒါကဘာပြောချင်လဲဆိုတော့ဒီပေါ့နော်ဒီ CBM ရဲ့တစ်နှစ်လုံးမှာကြောက်ရတဲ့ client အမျိုးအစားဒီအမျိုးအစားကပုံများလို့ပေါ့နော်သူတို့ကိုယ်တိုင်ကပြောင်းလဲခြင်းနဲ့ကောင်းတဲ့ဟာလိုချင်တယ်အမျက်ငွေရချင်တယ်ဒါပေမဲ့ရင်းနှီးမြုပ်နှံရင်းနှီးငွေသုံးရေးလားရင်းနှီးမြုပ်နှံရေးလားဆိုရင်ရင်းနှီးမြုပ်နှံမလုပ်ရေးဘူးအဲ့တော့ကိုကမလုပ်ရေးဘူးဆိုရင်ဘယ်လိုရလက်တွေတွေ့မှာလဲဘယ်လိုကိုလိုချင်တဲ့ဟာရမှာလဲဘယ်လိုကိုရောက်ချင်တဲ့နေရာရောက်မှာလဲကိုကခြေလမ်းမစရဘူးဆိုရင်လေအဲ့တော့ပြောချင်တာပေါ့နော်ဆိုတော့ကျမတို့အဲ့လိုလူစားမျိုးတွေလည်းကြောက်ရတယ်ဒါဒီ CPM မှာပေါ့နော်ကျန်တဲ့သူတွေတော့မသိအဲ့လိုမျိုးကြောက်ရပြီဆိုရင်ကျမတို့လောကတဲ့ပဲပေါ့နော်လက်မခံအဲ့လိုလူလောကအတင်းကြီးထိုးမရအောင်အေးစစ်ပဲနောက်ဆက်စကားပြောရင်အေးစစ်ပဲလမ်းခွဲနာတော့အကောင်းဆုံးပဲဘာလို့လဲဆိုတော့တိနေတယ်ကွာဒီလိုလူကသူ့မှာပြောင်းလဲခြင်းတဲ့အပြည့်မရှိသေးဘူးကိုအတင်းလိုက်ပြောနေရင်လည်းချမှာမဟုတ်ဆိုတာသိရပေါ့နော်အဲ့လိုပေါ့နော်ဟို client တွေမှာလည်းအဆုပ်ရှိတယ်ကိုလူတွေအကြောင်းသိထားတယ်ဆိုရင်တော့ကောင်းတယ်ပေါ့နော်ကိုဘယ်လိုပြောမလဲအားချောက်ခံပြီးတော့ရှင်းပြစရာမလိုတော့ဒီလူကပတ်ဆက်ဟားလိုက်တာ ਨੇ ဘယ်လိုလူလဲသူတကယ်ပြောင်းလဲရှင်လားသူကဒီတိုင်းပဲဆက်စုနေရလားစသဖြင့်ကိုသိထားပြီဆိုရင်ကိုလုံးဝကိုအားချောက်ခံပြီးတော့အရှိရှင်းပြစရာမလိုအားကြောင့်ပေါ့နော်လူတွေအကြောင်းသိထားတယ်ဆိုရင်လည်းကောင်းတယ်